ကျွန်တော်တို့ဖုန်းတွေကွန်ပျူတာတွေသုံးတဲ့အချိန်တွေမှာကျွန်တော်တို့ social network account တွေလို့ခေါ်တဲ့ကျွန်တော်ပါတယ် SNS account တွေပေါ့နော်ဒီ account တွေကို login ဝင်တဲ့အချိန်တွေမှာကျွန်တော်တို့ authentication ဆိုတဲ့ process ရှိပါတယ်ဒါကဘာလဲဆိုရင်ကျွန်တော်လူမှန်ဖြစ်ကြောင်းစစ်ဆေးတဲ့ကျွန်တော်တို့ process ဖြစ်ပါတယ်အသုံးပြုသူဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ process ဒါမှမဟုတ် set ပစ္စည်းတစ်ခုကအမှန်တကယ်သူဖြစ်ကြောင်းကိုအတည်ပြုစစ်ဆေးတဲ့လုပ်ငန်းစဉ် process ဖြစ်ပါတယ်သူရဲ့စစ်ဆေးတဲ့ပုံစံကကျွန်တော်ဗာလဲဆို password တွေဒါမှမဟုတ်လက်ပွေရဒါမှမဟုတ်မျက်နှာကိုစကန်ဖတ်ခြင်းဒါမျိုးတွေเนาะကျွန်တော်ဇီဝဆိုင်ရာအချက်လက်ကျွန်တော် biometrics data လို့ခေါ်တာပေါ့နော်ဒါတွေနဲ့ security token တွေကိုအသုံးပြုကြပါတယ်နောက်တစ်ခုကျွန်တော်လုံခြုံရေးပုံမကောင်းမှုစေဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်စစ်ဆေးနည်းအမျိုးမျိုးကိုပေါင်းစပ်အသုံးပြုထားတဲ့ MFA လို့ခေါ်တဲ့ကျွန်တော် multi factor authentication MFA ကိုလည်းကျွန်တော်တို့ထပ်ပြီးအသုံးပြုကြပါတယ်ဒါကတော့ authentication ကျွန်တော်တို့လူမှန်ဖြစ်ကြောင်းစစ်ဆေးခြင်းရဲ့ကျွန်တော်တို့ဒါเนาะအတိတ်ပဲဖြစ်ပါတယ်